နားလို့ကနေတယ်ပေါ့တေးရောဘယ်ရောက်မန်ဘလူးရှိနေလား2.6K မင်္ဂလာပါကိုထူးတဲ့မန်ဘလူး5ပေတဲ့ကျွန်တော်မန်ဘလူးကိုရိုင်းနေနေကျွန်တော်ထွက်တာပဲခိုးတာဗျာမှန်ကန်ခိုးလို့မရဘူးပြန်တောင်းလို့မရဘူးကွာအခုသိသွားတာသိလားရောအဲ့တော့မသိအင်ကြီးအဲ့တော့အမတ်တရအင်ကြီးဆိုရင်ကျွန်တော်ကျောင်းနံပါတ်က8ဘောလုံးကန်တဲ့အင်ကြီးဘောမှာခါမှအဲ့လိုမျိုးဘယ်လိုပြောမလဲဘောလုံးအင်ကြီးလေးနဲ့စကားရဲမယ်လို့တဲ့မှာမတွေးတော့ဘူးဗျာဒါအမတ်တရလေးပဲလို့ပြီးတော့ကိုကြိုက်တဲ့နံပါတ်ကိုကိုယူရတာကျွန်တော်စကားရိုက်နေတဲ့အချိန်မှာဒီဘောလုံးကန်နေနဲ့ကိုကြိုက်တဲ့နံပါတ်တွေကိုလူနေကြတာကျွန်တော်တော့ကြည့်ဟာလို့နံပါတ်8တော့ရှုမယ်8ကလည်းကျွန်တော်ကြိုက်တယ်ဗျာအချို့လူတွေကအဲ့တိုင်းပဲအလွင်မော်သူကြိုက်နံပါတ်နဲ့သူကျွန်တော်ဒူလိုက်8နဲ့အိမ်ကြီးလိုချင်တာမမြတ်တဲ့ကောင်းတာအဲ့ရဘာသာတဲ့ဖြာကျစီမကောင်းပါ 3.2K မင်းလား 3.2K မင်းလားဟောပြိတ္တိကြီးမှာချပြရမယ်နောက်ဆိုရင်ပေးရမယ်ပြောပြတူရဲ့မောလာခေါ်ရတာတဲ့ခွန်နီးတဲ့ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ချစ်ပေးကြတဲ့ပြိတ္တိအားလို့ရမ်းချစ်တယ်ဗျာကျွန်တော်တကယ်ပြောကျွန်တော်ဒီကားမှာကျွန်တော်လူတို့ပြောမယ်ကျွန်တော်ပြိတ္တိအရှိကိုပိုရောက်တယ်လို့ကျွန်တော်ခံစားရတယ်ပြိတ္တိနဲ့ပိုရင်းနှီးသွားတယ်လို့ကျွန်တော်ပိုခံစားရတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီထက်ကောင်းမဲ့ကြိုက်တာတွေနဲ့မြင်ချင်းကျွန်တော်ဒီထက်ပိုချစ်ပေးကြပါဗျာအဲ့ဆိုတော့ကျွန်တော်ကြိုက်တာတွေလမ်းနေတယ်နော်16နှစ်မှဟုတ်ပြီလားဗျာဟုတ်လားအားလုံးထဲမှာငယ်ဆုံးလားအားလုံးထဲမှာကျွန်တော်အငယ်ဆုံးတော့မဟုတ်ဘူးအနုဆုံးဒါပေမဲ့အချောဆုံးဆိုရင်ပြောလို့ရမယ်တဲ့အဲ့လျှော်လိုက်မယ်ပြောတော့အငယ်ဆုံးဆိုတော့လေကျွန်တော်ကိုအောင်မြင့်ကကြီးတယ်ဝေရန်လည်းကျွန်တော်လွင်မောင်လည်းကြီးတယ်ပြီးတော့ဥစ္စာဂရီလည်းကျွန်တော်ထက်အသက်ကြီးတယ်ဟုတ်တယ်ပဲဟုတ်ပြီလားစွမ်းထမ်းမောင်လည်းကျွန်တော်ထက်အသက်ကြီးတယ်ဒါကျွန်တော်ငယ်ဆုံးဟုတ်တယ်ထွေးဆုံးလေးကိုထူးရေနောက်ဆုံးခန်းလေးမှာဘသူစီပြေးသွားတယ်ကျွန်တော်လည်းမသိတာတကယ်အမှန်တိုင်းပြောမယ်ဆိုတော့တကယ်အမှန်တိုင်းပြောတကယ်မသိတာအဲ့တော့သိရလို့လည်းမပြောပါဘူးနော်ဟုတ်လားမောက်သိရမပြောခဲ့ပါဘူးနော်ပြောခဲ့ပါဘူးဘယ်သူမှလည်းတကယ်မသိတာပါစာလည်းမပြလိုက်ဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်နောက်ဆုံးခန်းမှာကျွန်တော်စာပဲဖတ်လိုက်ရအဲ့စာဘယ်သူရေးမှလည်းမသိဘူးဒါပေမဲ့လာလိုက်မယ်မနှက်တည်းစီဇန်2ကြရင်ကြည့်လိုက်ပါစီဇန်2ရှိမရှိပေါ့ဒါပေမဲ့အဲ့စာကိုကျွန်တော်တကယ်လုံးဝမသိလိုက်ရဘယ်သူရှိရဖြစ်မလဲရဲကောင်ရှိရပဲဖြစ်မလားဒါမှမဟုတ်မိခန့်ရှိရပဲဖြစ်မလားဆရာမရှိရလားဆရာနဲ့ဆရာမရှိရလားဟာဆိုရွာရဖြစ်ကုန်တာမဟုတ်ကျွန်တော်လည်းမသိဘူးတကယ်မသိဘူးနာမည်ခေါ်ပေးပါ 4.4K မင်္ဂလာပါကျွန်တော်အခုလိုချစ်ပေးကြလို့ရန်ဝမ်းသာကိုထူးရေရချစ်တယ်လို့တဲ့ကောင်းပါလေတဲ့ကျွန်တော်ရဲ့ညီလေးဝေဖြိုးသူကျွန်တော်ပင်းတရကျွန်တော်အဲ့ဇက်ကားရိုက်နေနဲ့ကျွန်တော်တငယ်ချင်းလေးဝင်ကြည့်နေကျွန်တော်ညီလေးပေါ့ဗျာဝေဖြိုးသူညီလေးသတိရတယ်ကွာကို16နှစ်မှဆက်လောက်ခေါ်ရတာ16နှစ်မှဘာကြီးလဲကိုရဲ့ဖန်အသေးလဲ16နှစ်မှရေးရလေးကျွေတယ်ပိုင်းရငယ်ဆုံးလားပိုင်းရငယ်ဆုံးကျောင်းရှိတယ်မှာပိုင်းရငယ်ဆုံးအရန်ချစ်တယ်ကတာဦးတဲ့ Rose တဲ့သူများကအမြဲချစ်နေမှာဟုတ်ကဲ့ဗျာအဲ့လိုအမြဲချစ်ပြီးလို့ရှိ 5.3K ကဲ 5.3K မင်္ဂလာပါတစီနော်ဦးစီတာနောက်ဆုံးကမှကိုထူးပါရဲ့ညီမရှိရဲ့ရေးမြို့ကိုပြေးလာတာဝေးsorry ပါ90မိနစ်ကြာသွားလို့ပါခဏလေးပါရ 5.3K မင်္ဂလာပါကိုထူးရေနာမည်ခေါ်ပေးပါတင်စာတဲ့ဟုတ်ကဲ့တင်စာအမတင်စာမင်္ဂလာပါဘယ်လောက်ချစ်ဖို့ကောင်းလဲမေးမေးလိုက်မယ်နော်အဲ့ဆိုကျွန်တော်ဘယ်လောက်ချစ်ဖို့ကောင်းလဲဗျာကျွန်တော်ထူးစော်ဆိုတဲ့ character နဲ့ကျွန်တော်ပြိတ္တတွေဘယ်လောက်ချစ်လဲဆိုတော့ကျွန်တော်သိချင်တယ်အဲ့ဒါကျွန်တော်ပြောပြပြီနည်းနည်းလေးဗျာအဲ့မှာဘယ်လိုရမလဲအရင်ဟုတ်အဲ့စကားရှိရဗျာဒီကမြန်မာစကားလုံးများအဲ့စကားဘာလဲကျွန်တော်ဘယ်လောက်ချစ်လဲလို့မေးလိုက်တယ်မေးလိုက်တဲ့အရာမှာဘယ်လိုပြောမလဲပြန်တုတ်ပြန်လာတယ်မေးကျွန်တော်ဘယ်လောက်ချစ်လဲဗျာလည်းဆင်းလာမယ်ဟုတ်လေကွာငါရေခုန်နေပြီလေကွာသိလားငါရေခုန်ကပြိဿစကားပြောနေရတာကွာသိလား
တလုံးမကြံငါပြန်ပြောနေတယ်ဒီမှာသူတို့ရဲ့ဥစ္စာတွေနဲ့ငါပြန်တွေးပြီးတော့ထူးစော်ခိုင်းတော့ဘယ်လောက်ချစ်နေရောက်သွားရရှိနေပါတယ်